ဝင်းကတနာရီတဲကနှုတ်ပြိုရေးစမ်းရည်ကိုရှာတွေ့သွားခဲ့တယ်။စမ်းရည်ကိုချက်ချင်းတဝကြီးတောက်လိုက်တဲ့အခါခန္ဓာကိုယ်တစ်ခုလုံးပူလောင်လာခဲ့တယ်။နောက်တစ်စက္ကန့်မှာတော့အေယာမပိုးအိမ်ကြီးတစ်လုံးကဝင်းကိုအပြေးဝဖုံးအုပ်သွားခဲ့တယ်။ပိုးအိမ်ကိုဖောက်ထွက်လာတဲ့အချိန်မှာဝင်းကသူ့ရဲ့အင်အားဟာအရင်ကထက်30ဆကျော်တိုးလာတာကိုတွေ့လိုက်ရတယ်။တူညကီလိုဂရမ်ရှိတဲ့ကြောက်တုံးကြီးကိုတောင်လွယ်လွယ်ကူကူမနိုင်တင်နိုင်သွားခဲ့တယ်။ဒီလိုဖြစ်တာဟာစမ်းရည်ကြောင့်ပဲလို့ဝင်းသဘောပေါက်သွားတယ်။ဒါနဲ့တေပြီးသားစပစ်ပင်တစ်ပင်ကိုစမ်းရည်နဲ့လောင်းကြည့်လိုက်တယ်။မယုံနိုင်စရာကောင်းစွာပဲတေချောက်နေတဲ့စပစ်ပင်ဟာချက်ချင်းပြန်လဲရှင်တန်လာပြီးစပစ်တီးအကြီးကြီးတွေတီးလာခဲ့တယ်။ဝင်းကစပစ်တီးတစ်လုံးကိုခူးစားကြည့်လိုက်တယ်။အရသာကအံ့ဩစရာကောင်းလောက်အောင်ချုံမြင်လွန်းနေခဲ့တယ်။ဒီစပစ်တီးတွေကိုဈေးမှာရောင်းရင်ချမ်းသာသွားနိုင်မယ်လို့ဝင်းတွေးလိုက်တယ်။ဒါနဲ့စပစ်တီးအလုံးကိုခူးပြီးဈေးကိုထွက်သွားခဲ့တယ်။အစပိုင်းမှာလူတွေကတစ်ချင်းကို$80ဆိုရင်ဈေးသက်သာတယ်လို့ထင်ခဲ့ကြတယ်။ဒါပေမဲ့ဝင်းပြောတဲ့ဈေးကစပစ်တီးတစ်စီးကို$80ဖြစ်နေခဲ့တယ်။လူတိုင်းအံ့အားသင့်သွားပြီးဝင်းကိုငွေယူတယောက်လိုဝိုင်းပြောကြတော့တယ်။ဘသူကဒီလောက်ဈေးကြီးတဲ့တစ်တီးကိုဝယ်မှလဲဆိုပြီးလှောင်ပြောင်ကြတယ်။ဝင်းကဖောက်တဲ့တယောက်ကိုစပစ်တီးတစ်လုံးမြည်ကြည့်ဖို့ပေးလိုက်တယ်။ဒါဟာကဘာပေါ်မှာအရသာအကောင်းဆုံးစပစ်တီးလို့လည်းအာမခံလိုက်တယ်။ဖောက်တဲ့ကမယုံမရဲနဲ့စားကြည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့သူဟာကောင်းကင်ပေါ်ပြန်တန်းနေတယ်လို့ခံစားလိုက်ရတယ်။နှစ်ပေါင်းများစွာခံစားနေရတဲ့ခါနာယောဂါတောင်ပျောက်ကင်းသွားခဲ့တယ်။ဖောက်တဲ့ကချက်ချင်းစပစ်တီး10စီးဝယ်ယူသွားခဲ့တယ်။အခြားလူတွေကဝင်းဟာတရုတ်ဆောင်တွေငှားထားတာလို့ထင်ကြတယ်။ဒါနဲ့လူတစ်ယောက်ကကိုယ်တိုင်မြည်ကြည့်လိုက်တယ်။အရသာထူကဲလွန်းတာကြောင့်သူဟာပရတိတူဥယျာဉ်နဲ့ရောက်နေတယ်လို့ခံစားလိုက်ရတယ်။လူတွေအားလုံးမင်းရဲ့စပစ်တီးတွေကိုလူရက်ဝယ်ယူကြတော့တယ်။အဲ့ဒီအချိန်မှာမြို့ရဲ့အချမ်းသာဆုံးသူထေးရဲ့အိမ်တော်ထင်းကဖြတ်သွားရင်စိတ်ဝင်စားလာခဲ့တယ်။သူလည်းစပစ်တီးတစ်စီးဝယ်ပြီးတထေးကိုမြည်ကြည့်စေလိုက်တယ်။တထေးကစားပြီးတာနဲ့အသက်ရှူရတာပိုပြီးလွယ်ကူသွားတာကိုခံစားလိုက်ရတယ်။နှစ်ပေါင်းများစွာခံစားနေရတဲ့ပန်းနိုင်ရင်ချက်တောင်ပျောက်ကင်းသွားခဲ့တယ်။တထေးကချက်ချင်းစပစ်တီးအားလုံးဝယ်ခိုင်းလိုက်ပေမဲ့ဝင်းကအဲ့ဒီအချိန်မှာအိမ်ပြန်သွားပြီးသားဖြစ်နေခဲ့တယ်။ပတ်စံပူရှာဖို့ဝင်းကအိမ်မှာ2ဧကစာမြေယာကိုစိုက်ပျိုးပြင်ဆင်လိုက်တယ်။ဟင်းသီးဟင်းရွက်မျိုးစိမျိုးစုံစိုက်ပြီးနှုတ်ပြိုရေးစမ်းရည်နဲ့ရေလောင်းလိုက်တယ်။ပြီးတာနဲ့အိမ်ပြန်အိတ်လိုက်တယ်။ညအချိန်တွင်းမှာပဲစိုက်ခင်းတွေကဟင်းသီးဟင်းရွက်တွေအရှိန်ဟုန်နဲ့ကြီးထွားလာခဲ့တယ်။မနက်နိုးလာတဲ့အခါဝင်းကစိုက်ခင်းတစ်ခုလုံးခရမ်းကျင်သီးတွေနဲ့ပြည့်နေနေတာကိုတွေ့လိုက်ရတယ်။စမ်းရည်ရဲ့လျှို့ဝှက်ချက်မပေါက်ကြားစေဖို့ဝင်းကချက်ချင်းခရမ်းကျင်သီးအလုံးကိုခူးဆွတ်လိုက်တယ်။ပြီးတော့ဈေးကိုယူသွားရောင်းခဲ့တယ်။ဖောက်တယ်တွေကချက်ချင်းဈေးနှုန်းမေးကြတယ်။ဝင်းကတပေါင်ကို$20လို့ပြောလိုက်တယ်။ဖောက်တယ်တွေကသူယူနေပြီလို့ထင်ကြတယ်။အနီးကဈေးတယ်တွေကတော့တပေါင်$2ပဲရောင်းနေကြတာဖြစ်တယ်။ဝင်းကသူ့ရဲ့ခရမ်းကျင်သီးတွေဟာတဘာဝစစ်စစ်ဖြစ်ကြောင်းရှင်းပြလိုက်တယ်။ဒါပေမဲ့အနီးကဈေးတယ်တွေမယုံကြဘူး။ဝင်းကခရမ်းကျင်သီးအလုံးရောင်းနိုင်ရင်သူတို့ရဲ့ခရမ်းကျင်သီးတွေကိုသူတို့ကိုယ်တိုင်စားပစ်မယ်လို့စင်ခေါ်ကြတယ်။အဲ့ဒီချိန်မှာပဲတတိရဲ့အိမ်တော်ထင်းရောက်လာခဲ့တယ်။သူကမူလကစပစ်သီးဝယ်ဖို့လာခဲ့တာဖြစ်တယ်။ဒါပေမဲ့ဝင်းကသူ့ရဲ့ခရမ်းကျင်သီးတွေဟာစပစ်သီးထက်မနှိမ်ကြောင်းပြောလိုက်တယ်။အိမ်တော်ထင်းကမယုံမရဲနဲ့ခရမ်းကျင်သီးတစ်လုံးမြည်ကြည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာတော့ကဘာကြီးဟာအရန်လှပနေတယ်လို့ခံစားလိုက်ရတယ်။ဒါနဲ့ခရမ်းကျင်သီးအလုံးကိုချက်ချင်းဝယ်ယူလိုက်တယ်။ဝင်းစီမှာနောက်ထပ်ခရမ်းကျင်သီးပေါင်းနဲ့တူညကြံသေးတယ်ဆိုတာသိသွားတဲ့အခါအိမ်တော်ထင်းက$4000ချက်ချင်းလွှဲပေးလိုက်တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့လူတိုင်းအံ့အားသင့်တုန်လှုပ်သွားခဲ့ကြတယ်